ညီမအခုဒီဗီဒီယိုလေးရိုက်ရတာရှင်ဖုံးပြဒီနေ့တင်ထားတဲ့စာကိုညီမပြန်ပြီးတော့မှပြန်ရှင်းချင်လို့ပါရှင်သူတင်ထားတာလေအခုလက်ရှိဖြစ်ခဲ့တဲ့ပြဿနာအားလုံးကကျွန်တော်စိုးခဲလို့ဖြစ်ခဲ့တာပါတဲ့ကျွန်တော်တယောက်တည်းနဲ့ပဲဆိုင်တဲ့ပြဿနာပါအဲ့ဒီအတွက်ကျွန်တော်နဲ့ပဲသက်ဆိုင်ပါတယ်တဲ့သူနဲ့တွဲနေတာကိုကျွန်တော်မိသားစုညီကိုမောင်နှမတွေကဘယ်သူမှမသိပါဘူးတဲ့သူပြောထားတယ်အဲ့ဒါဒီညာတာပါဆိုတော့သူမိသားစုမသိဘူးဆိုတာညာတာပါအိမ်မှာသူ့ညီလေးလာလေတယ်လာအိတ်တဲ့ခါလေးရှိပါတယ်သူခရီးသွားပြီးတော့ပြန်လာတဲ့ချိန်ကျရင်သူ့အကိုတွေသူ့အမတွေဒီအိမ်အောက်ထိလိုက်ပို့ပါတယ်သူမိဘတွေလည်းညီမတို့တူတူနေတဲ့အိမ်ကိုသိပါတယ်ဒီမှာညီမတို့နှစ်ယောက်အတူတူနေရဲဆိုတာကိုသူမိသားစုတွေသိပါတယ်ရှင်ပြီးတော့နှစ်ဖက်မိဘတွေသဘောမတူလို့ညီမဖက်ကလည်းသူနဲ့သဘောမတူပါဘူးအဲ့အတွက်ကြောင့်မလို့ညီမတို့အတူတူနေပြီးတော့မှစူးစမ်းကြမယ်ပေါ့နော်စူးစမ်းပြီးရင်လက်ထပ်ပါမယ်ဆိုပြီးဂတိပေးခဲ့လို့ညီမသူနဲ့အတူတူနေတာပါပြီးတော့ညီမတို့ pre-wedding တွေရိုက်ထားတဲ့ပုံတွေလည်းညီမ Facebook အကောင့်မှာလည်းတင်ထားတာအားလုံးလည်းတွေ့မှာပါနော်ပြီးတော့သူရေးထားတယ်ကျွန်တော်မိဘအိမ်နဲ့အရွက်တိုက်ပြီးတော့တဲ့စိတ်ဆိုးပြီးအိမ်ပေါ်ဆင်းခဲ့တဲ့အချိန်မှာတဲ့ကျွန်တော်သွားစရာမရှိတဲ့အတွက်သူကြီးကြီးဖြူဖြူနဲ့ကျွန်တော်ကိုကူညီပြီးရဲ့သူတငယ်ချင်းအိမ်မှာသူနဲ့အတူတူ3-4ရက်နေခဲ့ပါတယ်တဲ့ sorry ဟုတ်ပါတယ်ဘာလို့လဲဆိုတော့ညီမကလွဲပြီးတော့မှသူ့ကိုကူညီမဲ့လူမရှိတဲ့အတွက်ကြောင့်မို့လို့ညီမကူညီခဲ့တာပါညီမသူ့ချစ်သူဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုကူညီခဲ့တာပါအဲ့ဒီအတွက်ကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်တဲ့ဒါပေမဲ့ကျွန်တော်အားနာလို့တယောက်တည်းကိုပါတာအင်္ဂါပြီးတော့နေမယ်လို့သူ့ကိုပြောခဲ့ပါတယ်တဲ့အဲ့အချိန်ကျွန်တော်လက်ထဲမှာငွေတကယ်မရှိပါဘူးကျွန်တော်ရစရာပတ်စံတွေကအချိန်2လလောက်ကြာအောင်မှဖြစ်တဲ့အတွက်ကျွန်တော်ဘာသာတနည်းနည်းနဲ့စူးစမ်းပြီးအဆင်ပြေအောင်နေဖို့ဆုံးဖြတ်ထားပေမဲ့သူကအင်္ဂါဖို့အတွက်ကိုအားလုံးသူစီစဉ်ပေးမယ်လို့ပြောခဲ့ပါတယ်တဲ့စီစဉ်ပေးမယ်လို့ပြောရတာဒီသူယောက်ျားတစ်ယောက်ဖြစ်ပြီးတော့သူ့မှာပတ်စံလည်းမရှိဘူးကျမချစ်သူလည်းဖြစ်တဲ့အခက်အခဲရောက်နေတဲ့အတွက်ကြောင့်မလို့ညီမကဥဆောင်ပြီးတော့မှကူညီပေးခဲ့တာပါဒီငွေကိုလည်းသူတနည်းနည်းနဲ့ရအောင်စူးစမ်းပြီးတော့ဒီ2လအတွင်းမှာပြန်ဆက်မယ်လို့သူပြောတယ်ဒါပေမဲ့အခုချိန်ထိအဲ့ပတ်စံကိုမဆက်သေးပါဘူးเนาะပြီးတော့သူတနည်းနည်းနဲ့စူးစမ်းမယ်ဆိုလို့ရှိရင်ဘာကြောင့်ခုထိမစူးစမ်းဘဲနဲ့အိမ်မှာထိုင်ပြီးတော့ညီမလှုပ်စာကိုထိုင်စားနေရလဲနော်ညီမမေးတာပါကျွန်တော်ကိုယ်တိုင်လည်းတကယ်အခက်အခဲဖြစ်နေတဲ့အတွက်သူစီစဉ်ပေးတာကိုလက်ခံပြီးတော့ပတ်စံရတာနဲ့ပြန်ပေးမယ်လို့အတန်တန်သူ့ကိုပြောခဲ့ပါတယ်တဲ့အတန်တန်သူပတ်စံရတာနဲ့ပြန်ပေးမယ်လို့ပြောတယ်ဒါပေမဲ့2လလို့ပြောတယ်2လအတွင်းမှာသူပတ်စံရမယ်ပြန်ပေးမယ်လို့ပြောတယ်ဒါပေမဲ့ခုချိန်ထိသူမပေးသေးပါဘူးเนาะကျွန်တော်တို့အဲ့ဒီအချိန်တည်းကငှားထားတဲ့အိမ်မှာအတူတူနေပြီးတော့မှကျွန်တော်ပတ်စံရတိုင်းကျွန်တော်မှာ KB မရှိရဲ့အတွက်သူ့အကောင့်ထဲပဲ30ရ30ရအမြဲထည့်ပေးခဲ့ပါတယ်တဲ့ဒါအမှန်တရားပါတဲ့ခုနအချိန်မလောက်တဲ့အတွက်အခုနောက်ထပ်ကြံတဲ့ဟာလေးတွေဖတ်ပြပါမယ်နော်ကျွန်တော်တို့အဲ့ဒီအချိန်တည်းကငှားထားတဲ့အိမ်မှာတူတူနေပြီးကျွန်တော်ပတ်စံရတိုင်းမှာတဲ့ကျွန်တော် KB မရှိတဲ့အတွက်ကြောင့်မလို့သူ့အကောင့်ထဲပဲ30ရ30ရအမြဲထည့်ပေးခဲ့တယ်တဲ့ဒါအမှန်တရားပါတဲ့ဆိုတော့အဲ့ဒါဒီလည်းမှားပါတယ်မှားတယ်ဆိုတာအဲ့တော့ကတော့သူ့ KB ကလောကြတာလားဘာလားမသိပါဘူးရှင်အဲ့အချိန်မှာသူ့အကိုရဲ့အမျိုးသမီးစီကနေပြီးတော့သူ့အကိုကပတ်စံ10သိန်းလွှဲခိုင်းပါတယ် KB ရဲ့ကို10သိန်းဝင်လာပါတယ်ညီမ KB ရဲ့ကို10သိန်းလွှဲပါတယ်အဲ့10သိန်းဒီလဲသူနဲ့ညီမနဲ့ City Map မှာဒီအိမ်အတွက်လိုအပ်တဲ့တပြက်စီထမင်းပေါင်းအိုးပါညာပေါ့နော်ဟင်းချက်ဖို့အဲ့ပကံတွေပါလိုတဲ့ဟာတွေအဲ့ပတ်စံ10သိန်းကိုလည်းတုံးလိုက်ပါတယ်နောက်ထပ်ထပ်ပြီးတော့မှ10သိန်းနဲ့နောက်ထပ်3သိန်းကျော်လွှဲတဲ့ဟာကတော့အဲ့ဒါကတော့သူ့ဘာသူ KB ဆိုင်မှာပဲထုတ်ပြီးတော့မှသူ့ကိုရီကိုတာအတွက်တုံးတာပါသူ့ပတ်စံကိုညီမမတုံးခဲ့ပါဘူးဘာလို့လဲဆိုတော့ညီမတီလည်းကိုယ့်အကိုအလုပ်လုပ်နေတဲ့လူတယောက်မလို့ညီမမှာဝင်ဝင်ရှိပါတယ်ရှင်အဲ့ဒါလေးကိုလည်းနောက်ပိုင်းနေကြညီမပြန်ပြီးတော့မှအကုန်လုံးရှင်းပြပေးပါမယ်သူလည်းသိပါတယ်အဲ့ပတ်စံတွေကိုကျွန်တော်တို့နှစ်ယောက်အတူတူစားတောက်ခဲ့ကြတယ်တဲ့သူရရင်သူပေးတယ်ကျွန်တော်ရရင်ကျွန်တော်ပေးတယ်တဲ့ကျွန်တော်တို့နှစ်ယောက်ထဲတဲ့ဘယ်သူမှပို့ပြီးတော့မသိနိုင်တဲ့အကြောင်းအရာတွေကိုတဲ့ကျွန်တော်ထပ်ပြီးတော့မှတဲ့မရှင်းပြချင်ပါဘူးတဲ့မရှင်းပြချင်ဘူးဆိုတဲ့အချိန်ကျတော့သူပေးခဲ့တဲ့ပတ်စံတွေကိုညီမကမတုံးခဲ့ဘူးရှင်ခုနညီမရှင်းပြထားသလိုပဲ KB ထဲမှာလွှဲခဲ့တယ်ဆိုတော့ဒီပတ်စံအမောင့်ပေါ့နော်7သိန်းနှစ်ခါ3သိန်းကျော်တစ်ခါဒါပဲလွှဲခဲ့ဘူးလေညီမနဲ့သူနဲ့တောက်လျှောက်အတူတူနေတဲ့တောက်လျှောက်မှာဒါဒီလဲအိမ်အတွက်လိုအပ်တဲ့ဟာတွေဝယ်တယ်ညီမကိုကြီးကိုတာအတွက်တုံးခဲ့တာမရှိဘူးအဲ့ဝယ်တယ်ဆိုတာလဲ7သိန်းမဲ့တုံးခဲ့တယ်ပေါ့နော်အဲ့တော့သူ့မှာထပ်ရှင်းမပြချင်ပါဘူးဆိုတော့သူ့မှာရှင်းပြဖို့အတွက်သူ့မှာစကားလုံးမရှိဘူးလေဘာလို့လဲဆိုတော့သူတောက်ဖို့ဆက်လိုက်ဖို့ပေါ့နော်နောက်ဆုံးဆေးကြောက်တောက်ဖို့ကစားဒီညီမပတ်စံနဲ့ပဲရှင်းခဲ့ရတာ哦အဲ့လောက်ထိညီမဘက်ကနေပြီးတော့သူ့ကိုကြည့်ပြီးခဲ့ရအောင်
အခုကိစ္စတွေမဖြစ်ခင်အရှိမလဲတဲ့ကျွန်တော်တို့နှစ်ယောက်အတူတူနေထိုင်ခဲ့ကြပေမဲ့စိတ်တဘောထားချင်းမတိုက်ဆိုင်တာတွေအများပြီးတော့တဲ့ရန်တွေခဏခဏဖြစ်ခဲ့တယ်တဲ့အဲ့အချိန်ကာလတွေကနှစ်ဦးနှစ်ဖက်ဘလို့မှရှေ့ဆက်လို့မဖြစ်နိုင်လို့လမ်းခွဲဖို့အတွက်အချိန်ကညှိနှိုင်းခဲ့ပါသေးတယ်တဲ့ဆိုတော့အချိန်ကညှိနှိုင်းခဲ့တာဒီသူဖောက်ပြန်နေတာသူလုံနေတာအဲ့အတွက်ကြောင့်မို့လို့ညီမဖက်ကနာနာကျင်ကျင်နဲ့ခွင့်ပေးခဲ့တာရှိတယ်ညီမတို့နှစ်ယောက်သူအဲ့လိုမျိုးကြီးလုံနေရတယ်တီးတော့တဲ့ကြောင့်သဘောသားချင်းမတိုက်ဆိုင်ဘူးရန်ဖြစ်ခဲ့ကြတာရှိတယ်ဒါပေမဲ့သူ့ကိုအိမ်ပြန်ခိုင်းရင်ဘယ်တော့မှမပြန်ဘူးညီမစီမှာပဲနေမယ်ဆိုပြီးတော့မှဆက်လက်ပြီးတော့မှနေတယ်ညီမခွင့်လွှတ်ပေးခဲ့ပါတယ်အသက်အန္တရာယ်သူလက်မခံခဲ့ပါဘူးတဲ့သူအသက်အန္တရာယ်ကိုထိခိုက်ဖို့အထိသူကိုသူချင်းချောက်ခဲ့တယ်တဲ့အဲ့လိုမျိုးချင်းချောက်အောင်ညီမယူနေရလည်းမဟုတ်ပါဘူးရှင်ညီမကလေးလည်းမဟုတ်ပါဘူးရှင်ညီမဒီအသက်အရွယ်အသက်ပြည့်ပြီးသားအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်ရှင်အဲ့တော့ညီမကလေးသူလက်မခံခဲ့ပါဘူးတဲ့အသက်အန္တရာယ်ကိုထိခိုက်ဖို့သူချင်းချောက်ခဲ့ပါတယ်ပေါ့နော်ပြီးတော့ဒါကြောင့်လေကျွန်တော်အဆင်ပြေအောင်ပြန်တွဲရဲတဲ့အခုကိစ္စမှာတဲ့ကျွန်တော်မှားခဲ့တာကိုကျွန်တော်ဝန်ခံပါတယ်တဲ့အဲ့အတွက်လေတဲ့သူအပောင်ဝင်တဲ့ကျွန်တော်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ခဲ့တဲ့သူတွေအားလုံးကိုတောင်းပန်ပါတယ်တဲ့တောင်းပန်ရမှာဒီညီမကိုကျင်တဲ့အောင်တောင်းပန်ရမှာရှမုန်းပြင်းတောင်းပန်ရမှာငါ့ကိုတောင်းပန်ရမှာโอเคနင်ကငါ့အပေါ်မှာအပြစ်လောက်ထားတာငါ့အပေါ်မှာမိန်းမတကာနဲ့နင်ဖောက်ပြန်ထားတာအဲ့အတွက်ကြောင့်မို့နင်ကငါ့ကိုလာတောင်းပန်ရမှာဟုတ်ပြီနော်ဒါပေမဲ့ကျွန်တော်ဘသူစီကမှပိုင်းလုံးလောက်ခဲ့တာမရှိပါဘူးတဲ့သူ့အပေါ်မှာလည်းမလောက်ခဲ့ပါဘူးအဲ့ဒါကိုလည်းသူသိပါတယ်တဲ့သူသိလားမသိဘူးလားဆိုအခုငါချပြနေရဲ့အကုန်လုံးနင်နားထောင်လေနင်ကြားရမလားငါတင်ထားတာတွေငါတင်ထားတဲ့ဗီဒီယိုတွေအကုန်လုံးငါပြောနေရတဲ့ဒီအကုန်လုံးအမှန်တရားတွေကြီးပါပဲနော်ကျွန်တော်တို့နှစ်ယောက်လူငယ်တဘာဝအရာချစ်သူဖြစ်ကြတယ်တွဲကြတယ်ရှိအတူမရှိအတူနေခဲ့ကြတယ်ကျွန်တော်သူ့စေတနာကိုလည်းမစော်ကားပါဘူးတဲ့ကျွန်တော်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့တဦးတယောက်ချင်းစီကိုလည်းအနူးညွတ်တောင်းပန်ပါတယ်တဲ့ဆိုတော့ဟုတ်ပြီတောင်းပန်တာဒီတဦးတယောက်ချင်းဟုတ်ပြီနင်းကြောင့်မို့အကုန်လုံးစိတ်အနှောက်အယှက်ဖြစ်သွားတယ်နင်တောင်းပန်ရမယ်မှန်တယ်နော်ဒါပေမဲ့ငါကျင်တဲ့အောင်နင်တောင်းပန်ရမှာဘာလို့လဲဆိုတော့ငါအခုရှင်းပြထားသလိုပဲနင်ဒီငါအိမ်ပေါ်မှာနေတယ်ငါရှာတာကိုစားတယ်ဆိုပြီးတော့မှငါပြောထားရသည်အလုံးဒီအမှန်တရားပဲโอเคပြီးတော့နင်ကအတူတူအိမ်မှာနေကြတာတဲ့သူတယောက်တည်းနေရမဟုတ်ဘူးနင်တယောက်တစ်ဝက်ပေးမယ်ပေါ့အဲ့လိုမျိုးပြောတယ်โอเคဟုတ်ပြီနင်ကငါ KB ထဲမှာနင်လွဲထားတာ30 30ပေါ့နင်ပြောတယ်အခုနင်တက်တင်နဲ့ပြဆိုလို့နင်အမှ10 သိန်းငါလည်းရှင်းပြထားရတယ်နော်နင်ရဲ့ဒါမကြီးပေါ့နင်အကိုရဲ့မိန်းမအကိုရဲ့ဇနီးရနေပြီးတော့မှလွဲထားတဲ့ဟာတွေကိုအဲ့ KB တွေပေါ့30ပဲထားပါတော့ဒါပေမဲ့နင်ငါနဲ့အတူတူရှိတဲ့ချိန်မှာငါစိတ်ငကက်စိတ်လက်စွပ်တကွင်းရွှေအခောက်ရွှေတစ်ချက်တာနော်ဒါဆွဲတီး8 သိန်း80ကျော်တန်ဆွဲတီးကြပြောက်သွားတာထားလိုက်ပါတော့လက်စွပ်ကအားလုံးပေါင်း3ကွင်းငကက်တရံလော့ကတ်တစ်ခုအဲ့ရတန်ဖို့စိတ်နဲ့လှုပ်ထားတဲ့ဟာကြီးနော်အကုန်လုံးကနောက်ဆုံးစိတ်နဲ့လှုပ်ထားတဲ့ဟာကြီးဈေးဘယ်လောက်ရှိလဲဆိုတာငါမချပြချင်တော့ဘူးโอเคတယောက်တစ်ဝက်ဆိုလို့ရှင်ငါအဲ့ဒါကြီးကုန်သွားတာရှိတယ်ပြီးရင်ပြီးတော့သူနှစ်ဆန်းတရက်နေ့ကဂတိပေးခဲ့ရယ်နော်ညီမသူနဲ့အတူတူဒီနေထိုင်ခဲ့တဲ့ဇရိတ်စကားတွေပေါ့နော်ဒါတွေအကုန်လုံးကိုညီမပြန်တောင်းတဲ့အချိန်မှာသူကမပေးနိုင်ဘူးပေါ့သူမှပတ်စံမရှိဘူးသူအဲ့လိုပြောတယ်အဲ့အတွက်ကြောင့်မလို့โอเคအားဆိုလို့ရှိရင်အိမ်လားက84သိန်းနဲ့မီတာခပဲညီမပြန်တောင်းခဲ့တယ်အဲ့မှာသူကပြောဒီအိမ်ကအတူတူနေခဲ့တာတဲ့အတူတူနေခဲ့တာတယောက်တစ်ဝက်သူပေးမယ်လို့ပြောတယ်တယောက်တစ်ဝက်ပေးကြီးဆိုလို့ရှိရင်ဒီအိမ်ပေါ်မှာသူစားခဲ့တောက်ခဲ့တာတွေအကုန်လုံးညီမရဲ့လက်ဝတ်လက်စားတွေအကုန်လုံး300ချီကုန်သွားတဲ့ဟာတွေကိုတယောက်တစ်ဝက်ခံမလားရှမုံပြည့်နော်နင်အဲ့လိုပြောတယ်ဒီအိမ်ဒီတယောက်တစ်ဝက်ငှားနေခဲ့တာလို့တယောက်တစ်ဝက်နော်ပေးမယ်အတူတူနေမယ်ဆိုတော့နင်လက်ထပ်ပါမယ်လို့ပြောပြီးတော့မှငါတို့အတူတူနေခဲ့တာနင်ယောက်ျားဆိုလို့ရှိရင်နင်တာဝန်ယူရမှာလေဘာလို့တယောက်တစ်ဝက်ကိုနင်ကလာပြောနေရလဲနင်နှစ်ဆန်းတစ်ရက်နေ့ကငါ့ကို390ပေးပါမယ်လို့နင်လာပြီးတော့မှဂတိပေးသွားတယ်နော်ဘေးမှာနင်တငယ်ချင်းအောင်တက်တည်ရှိတယ်ငါညီမရှိတယ်ငါအကူရှိတယ်ဟုတ်တယ်နော်နင်ကိုယ်တိုင်မြတ်တကုံကငါ့ကိုလာပြီးတော့မှဂတိပေးထားတယ်နှစ်ဆန်းတစ်ရက်နေ့ကပြောထားတာအခုဆိုလို့ရှိရင်ရက်ပြည့်သွားပြီနင်အခုထိငါ့ကိုမဆက်သွယ်လာပဲနဲ့ Facebook မှာနင် post တင်တယ်ဒီလိုမျိုးပြောတယ်ဟုတ်ပြီနင်အလောက်ကရတဲ့ပတ်စံ30
ပေါ့နော်နင်ရတယ်ပေါ့နင်အလုပ်တစ်ခါလုပ်လို့ရှိရင်ပေါ့နင်ငါးစီမှာတောက်လျှောက်နေရဲ့အတော်အတွင်းငါနဲ့တူတူရှိရဲ့တော်အတွင်းမှာဆော့ကိုလာကြော်ညာတစ်ခုနင်ရိုက်ခဲ့တယ်โอเคဘီယာတစ်ခုရိုက်ခဲ့တယ်နောက်ထပ်တခြားကြော်ညာတစ်ခုနင်ရိုက်ခဲ့တယ်ကြော်ညာ3ခုပဲရိုက်ခဲ့တယ်အဲ့3ခုဒီနင်ပတ်စံဘယ်လောက်ရခဲ့လဲဆိုတာလဲငါမသိတလို့နင်ပတ်စံကိုလဲငါတပြားတစ်ချက်မှမသုံးခဲ့ဘူးနင်နဲ့ငါနဲ့အတူတူရှိနေတဲ့အချိန်မှာမီတာခပေးဖို့အတွက်ကိုတသိန်းနင်ငါ့ကိုပေးဖို့တယ်နော်ပြီးတော့ငါသုံးစရာမရှိဘူးလို့ပြောတဲ့အချိန်မှာနင်တငယ်ချင်းအောင်ကိုယ်တိုင်နင်ပတ်စံရဲ့ထဲကယူပြီးတော့မှတသိန်းငါ့ကိုလာပေးဖို့တယ်ဒီတောက်လျှောက်တွဲခဲ့တဲ့စီမှာငါနင်စီကပတ်စံ2သိန်းပဲသုံးဖို့တယ်โอเคဆိုတော့နင်တခြားဗာမြန်ငါ့ကိုပြောစရာရှိသေးလဲပြီးတော့ငါဒီလဲနင်စီကလက်ဝါးဖြန့်ပြီးတော့မှ3နေလောက်ရလောက်အောင်ဒီငါအလုံးနဲ့ငါရှိရယ်ဆိုတော့နင်နဲ့ငါနဲ့စားကြိုက်တဲ့အချိန်မှာငါ overseas ကနေပြန်လာတယ်ငါ overseas မှာနေတယ်ဒီကိုရောက်တဲ့အချိန်မှာငါအကိုရဲ့ resource မှာငါအလုပ်လုပ်တယ်နော် resource မှာအလုပ်လုပ်တဲ့အတွက်ကြောင့်မို့လို့အပြန်နေနောက်ကျတဲ့အတွက်ကြောင့်တစ်ခါလေအပြန်နောက်ကျတယ်ဆိုတော့ငါတစ်ပတ်မှ2ရက်3ရက်ပဲဆိုင်ကိုသွားတယ်ဆိုင်ကနေအပြန်နောက်ကျတဲ့အတွက်ကြောင့်နင်အဆင်မပြေဘူးဆိုလို့ငါဆက်မသွားတော့ဘူးအဲ့မှာအလုပ်လုပ်တာဒီ9ရက်ဝင်တစ်လောက်330ကျော်အထက်မှာပဲရှိတယ်အဲ့ဒါရောတယောက်တစ်ဝက်ရှင်းပေးမလားနင်ပတ်စံငါတုံးခဲ့တယ်ဆိုငါပတ်စံအစတော့ကညီမဖက်ကဒီပတ်စံတွေကိုပြန်တောင်းဖို့လည်းအစီအစဉ်မရှိဘူးဘာလို့လဲဆိုတော့ညီမတို့နှစ်ယောက်ဒီပတ်စံစုကြမယ်လောက်တူလောက်ကြမယ်ပြီးလို့ရှိရင်လက်ထပ်ကြမယ်ပေါ့နော်ပြီးတော့အခုအတူတူနေရဆိုတာလေမြန်မာထုံးတန်းစင်လာတရားဥပဒေအရပစိုးတန်းနေအကျင့်လင်မယားအရာမြောက်ပါတယ်ညီမနဲ့သူနဲ့တူတူနေရသည်ဧည့်စရင်နဲ့နေတာပါရက်ကွက်ကလည်းတည်ပါတယ်ညီမတို့တူတူနေရဆိုတာကိုအကျင့်လင်မယားအဖြစ်နဲ့ဒီအိမ်မှာအတူတူနေတာပါနော်ပြီးတော့တချို့တွေကိုချင်းမစာမနာပေါ့နော်ပြောကြတဲ့အမျိုးသမီးလေးတွေလည်းတွေ့တယ်အမျိုးသားတွေလည်းတွေ့တယ်အကိုတွေအမတွေလည်းတွေ့ပါတယ်ဆိုတော့အကိုတို့အမတို့မှာညီမလေးတွေအမတွေပေါ့နော်ညီမလိုမျိုးနိုင်ထက်စီးနေလောက်ခံရပြီးဖောက်လွဲဖောက်ပြန်နိုင်ကျင့်ခံရတယ်ဆိုလို့ရှိရင်အကိုတို့အမတို့ငြိမ်ခံနေမလားရှင်ညီမအဲ့ဒါလေးလည်းသိချင်ပါတယ်သူများတစ်ဖက်သားရဲ့ကိစ္စအကြောင်းအရာအဝဝကိုမသိဘဲနဲ့ပါဇက်ကနစ်နာပြောဖို့မသင့်ဘူးလို့ထင်ပါတယ်ဆိုတော့အကိုတို့အမတို့မကြည့်ချင်ညီမဗီဒီယိုကိုကြော်သွားလို့ရတယ်မမြင်ချင်ဘလော့ထားလို့ရပါတယ်ညီမဒီလိုမျိုးထုတ်ပြတယ်ချပြတယ်ဆိုတာဒီညီမလိုမျိုးနောက်ထပ်မခံရအောင်လို့သူများအနိုင်ကျင့်တိုင်းညီမဒီမခံဘူးဆိုတာကိုသိစေခြင်းလို့ညီမဒီတင်တာပါဒီယောက်ျားဒီတယောက်တော့မဟုတ်တဲ့လူတွေနဲ့မိန်းမများစွာကိုဖောက်ပြန်ထားတဲ့ယောက်ျားဖြစ်တဲ့အတွက်ကြောင့်မို့လို့ညီမဒီဗီဒီယိုတင်တာညီမခံစားနေရတဲ့ဟာကိုထုတ်ဖော်ပြောပြတာဘယ်မိန်းမမှကို့အတိုင်းဝိုင်းကိုမိသားစုအဆက်ကွဲခံပြီးတော့မှဒီလိုမျိုးကိုမတင်ဘူးညီမဒီလိုမျိုးတင်နေဆိုတာညီမရင်ထဲမှာလဲညီမနာကြီးချက်နဲ့ညီမလေအကိုတို့အမတို့ရဲ့ဇနီးမယားတွေတီတကြောက်တော့မကတော့တခြားသောဒဇိန်တယောက်နဲ့ဒဇိန်တယောက်တော့မကတဲ့လူတွေနဲ့သွားအိတ်နေရဆိုရင်ဖောက်ပြန်နေရဆိုလို့ရှိရင်အကိုတို့အမတို့ပြုံးပြုံးလေးနေပြီးတော့မှလက်ခံမလားရှင်ညီမသိချင်တာပါလက်ခံမလားပြီးတော့အတိုင်းဝိုင်းကြီးလို့ပေါ့နော်ဟိုဗာလဲမင်းသားညီမို့လို့ချူရယ်စားရယ်ပြောရအောင်အဲ့လိုမျိုးပြောတာတွေလည်းတွေ့ပါတယ်အဲ့လိုတွေပြောရအောင်သူတီညီမအိမ်ပေါ်စတက်လာတဲ့ကပတ်စံတပြားတစ်ချက်မှမပါတဲ့အကောင်ကိုညီမအိမ်ပေါ်ခေါ်တင်ထားတယ်သူနဲ့အတူတူရုံးကန်ဘူးထိလက်ထပ်ပါမယ်ဆိုပြီးတော့မှနှစ်ယောက်တူတူစူးစမ်းပါမယ်ဆိုပြီးတော့ဒီလိုမျိုးမိုက်မိုက်မဲမဲနဲ့လက်ကိုတွဲခဲ့တာခုအချိန်နေအထိသူ့စီမှာတပြားတစ်ချက်မှချူမစားရသေးဘူးရှင့်စားဖို့လည်းအစီအစဉ်မရှိဘူးစားရအောင်လည်းသူ့မှာအဲ့လောက်ထိအရေးချင်းမရှိဘူးအဲ့လိုအရေးချင်းမရှိတဲ့ယောက်ျားကိုအချစ်ဆိုတဲ့အရာလေးတစ်ခုတည်းနဲ့ညီမကမိုက်မိုက်မဲမဲလက်ကိုဆွဲပြီးတော့မှရှောက်လန်းခဲ့တာရှင်အဲ့ဒါကိုလည်းမိဘပြည်သူတွေအကုန်လုံးကိုလည်းသိစေချင်ပါတယ်ရှင်အကိုတို့အမတို့ရဲ့ညီမလေးတွေအမလေးတွေပေါ့နော်ဒီလိုမျိုးနိုင်ထက်စီးနေစော်ကားခံခဲ့ရလို့ရှိရင်အကိုတို့အမတို့တွေလည်းပြုံးပြုံး